BB player တွေမှောက်သွားတယ်ဗျာကေးကတော့ခွေးစားသွားတယ်ဗျာ okay BG blah blah BG ဘာညာ blah blah ဆိုရင်ပါဇက် What? Bro, what are you talking about, man? နော်နည်းနည်းပိတ်သွားမယ်ခိတခဏပေါ့နော်ဝင်ချီကတင်တာလေးကတော့ကိုရရွှေမားရဲ့အတွက်ဖြစ်သွားမလားဆိုတော့ကတော့စိတ်ဝင်စားဖို့တော့ကောင်းနေခဲ့ပြီဗျာ come on နော်ကျွန်တော်ချက်သားရသေးခြင်းနဲ့ဘာလို့ဆို confident ဒီပွဲမှာချစ်ကန်ရအောင်ကိုမြန်မာ player ကိုတော်နေတွင်းမှာပဲရက်ခါခေါင်းဝဝနေပဲအလှလေးပဲကျွန်တော်တို့ no win ကတစ်ချက်တည်းအောက်မှာတစ်ဖက်က VP player တွေမှောက်သွားတယ်ဗျာကေးကတော့ခွေးစားသွားတယ်ဗျာ okay Oh my god! Wow! ဒီယာကိုနေတလုံးဝင်လာခဲ့နောက်မှာ NC2 နောက်သွားနောက်တဲ့ granite တလုံးထပ်ပြီးဝင်သွားခဲ့နောက်မှာ Sakura ကထပ်ပြီးတော့နောက်သွားခဲ့ပြီကာနီကရှိနေခဲ့တဲ့ Sakura boy နေတလုံးထပ်ပြီးလွတ်တင်ပေးရတယ် Oh my god ဇောင်းတော်လေးနားနေခဲ့ပြီကာပါလေးယူတိုင်းနဲ့ first aid လေးရသလိုတော့ပြန်ပြီး heal လေးကိုချိုးလာနေတဲ့ချိန်မှာတော့ Ano ရဲ့ပြစ်ချက်အောက်မှာဒီယာကို Brazil player နောက်သွားခဲ့ပြီဗျ Okay ကျွန်တော်စောလိုက်ခါလာမှာ3သက်ပြခဲ့သလိုပဲဒီ3သက် battle sign နေတဲ့အချိန်မှာတော့မြန်မာအသင်းကတော့ဇုံ control လုပ်ပြီးတော့အကောင်းကိုဖြတ်ခင်းနိုင်မယ်ဆိုရင်တော့ဝင်ချီကနေတာလေးကတော့ ဒီပွိုင်းလည်းများနေပြီ come on နည်းရုံးလိုက်ကွာရုံးလိုက်ခါကောင်တို့ညီလေးတို့ရုံးလိုက်ညီလေးတို့ဝေဖန်နေရဲ့ပါဇက်လေးအနေငယ်ခိတခဏတော့ပိတ်သွားမှာဟလား BG blah blah BG ဘာညာ blah blah ဆိုရင်ပါဇက်လေးနော်နည်းနည်းပိတ်သွားမှာခိတခဏပေါ့နော်အဲ့တော့ရက်ခစတင်ပြီးတော့နော်သွားပြီအေးစီဘာမှပြကြမလို့ကိုရှိရဲ့နေရာ Godfrey ရှိရဲ့နေရာကိုပဲခေါ်မရမယ်ဘာကေလို့မရဘူးအဲ့တော့ VP player ကားနဲ့ဇုံတိုးမှာပဲ Godfrey one hit ပဲ oh reload ဆွဲနေတယ် one hit oh my god တကယ်ကောင်းတဲ့ reload ဆွဲပြီးဝင်နောက်မှာတော့ one hit ဝင်သွားခဲ့တယ် VP player တွေတော့သွားခဲ့ပြီဒီချိန်မှာခွေးယူပြီးတော့ Brazil player လေး point ကြာရှိနေခဲ့ Russia player လေးကိုတက်ဖြတ်ဖို့ကြိုးစားနေစီ train မှာတော့ wow Brazil ပြတ်သွားခဲ့ပြီ3 vs 1ကွာ come on 3v1 is a game ပွဲမှာထပ်ပြီးတော့ရသွားခဲ့ပြန်ပြီ okay အန်တော့မလောနဲ့ဟိုရက်ခောက်ကဲချင်းကဲလာဟိုရက်ခောက်ကဲချင်းကဲလာမလောနဲ့ဟိုကောင်းလိုက်တာဗျာအန်တော့